အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပြချင်တာကတော့ဒီအခုခေတ်အခုအချိန်ခါမှာကုန်စည်နှုန်းတွေကလည်းတက်နေတဲ့အချိန်အားလုံးကလည်းအလှအပမမောတဲ့အချိန်အလှကုန်ပစ္စည်းတွေကလည်းဈေးအရင်တက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်တက်တာနဲ့လှပအောင်ကိုယ်ဒီဘယ်လိုနေထိုင်ကြမလဲဆိုတော့ဈေးသက်သာတဲ့ eco cosmetic ပေါ့ဗျာအဲ့ဒီအကြောင်းလေးကျွန်တော်ပြောပြချင်ပါတယ်ဒီအလှကုန်ပစ္စည်းတွေဈေးအရင်ကြီးနေတဲ့အချိန်မှာကိုရီးယားတက်တာအောင်ဘယ်လိုအသုံးပြုကြမလဲဆိုရင်ကျွန်တော်တို့လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒီအရေပြားတွေဟာတနည်းနဲ့တနည်းအရေပြားပြောင်းလဲကြပါတယ်မွေများလို့အရေကုန်လဲကြပါတယ်ဒါကျွန်တော်တို့လည်းမမြင်ရပါဘူးကျွန်တော်တို့ဒီခန္ဓာကိုယ်မှာရှိတဲ့အရေပြားလေးတွေဟာအချိန်တစ်ခုရောက်လာတဲ့အခါမှာညဘက်ရောက်တဲ့အချိန်မှာဒီအရေပြားအပေါ်က cell plot လေးတွေဟာကျွေကျသွားပါတယ်ကျွေကျသွားတဲ့အခါမှာညဘက်အိတ်တဲ့အချိန်ဒီ cell plot လေးကျွေကျပြီးတော့တဲ့အချိန်မှာနောက်ထပ် cell အသစ်ကလေးတွေအောက်ကထပ်ပြီးပွားပြီးအသစ်ထွက်လာပါတယ်အဲ့ဒီထွက်လာတဲ့ cell အသစ်ကလေးတွေရဲ့နေရာကိုဒီအပေါ်က cell လွှာအဟောင်းနေရရှိနေရင်ကျွန်တော်တို့ဒီ cell အသစ်ကလေးတွေကလေမရတဲ့အတွက်ကြောင့်အောက်ဆီဂျင်မရတဲ့အတွက်ကြောင့်သူတို့ရှင်သန်ဖို့အခက်အခဲရှိပါတယ်ဥပမာအနေနဲ့ပြောရရင်ကျွန်တော်တို့နေထိုင်မကောင်းလို့ပဲဖြစ်ဖြစ်လက်ကိုဒဏ်ရာရသွားလို့ပဲဖြစ်ဖြစ် honey plus လို့ plaster ကတ်လိုက်တယ်ဆိုရင်1ရက်2ရက်3ရက်လောက်ကတ်ထားပြီးပြန်ခွာကြည့်တဲ့အခါအဲ့ဒီ plaster ကတ်ထားတဲ့နေရာဟာတခြားအသားအရေးရောင်နဲ့အရေးပြားအရောင်နဲ့လုံးဝကွာခြားတော့တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့အပေါ်ကအရေးပြားလေးတွေဟာအောက်ဆီဂျင်မရလို့ပဲဖြစ်ပါတယ်။ဒီ cell လေးတွေကအောက်ဆီဂျင်မရလို့ပဲဖြစ်ပါတယ်။အဲ့တော့ဒီအပေါ်မှာကြံနေတဲ့တည်သွားတဲ့ cell အဟောင်းတွေကိုတန့်ရှင်းဖို့အတွက်ကျွန်တော်တို့ကရေချိုးတာတို့စက်ပြာနဲ့တိုက်တာတို့ပြီးမျက်နှာကိုဆေးတာတို့ပြုလုပ်ရပါတယ်။ဒီဥပမာအပြင် cell အခု100ညဘက်အိတ်တဲ့အချိန်ကျွေကျသွားတဲ့အချိန်မှာကျွန်တော်တို့ဟာဒီ cell အခု100ပြန်ပြီးတော့မွေးဖွားလာခဲ့ရပါတယ်ငယ်တဲ့အရွယ်မှာ cell 100အခု100ကျွေကျသွားရင် cell အခု100နေရာပြန်ယူကြပါတယ်ဒါပေမဲ့ cell အခု100တဲ့ပို့ပြီး cell အခု120လောက်30လောက်ဖြစ်သွားရင်အဲ့ဒါဟာအဖုအကျိတ်တွေထွက်လာပြီးတော့ sorry ပြောသလိုကင်ဆာယောဂကျွန်တော်တို့ဗမာခေါ်ရင်တော့အမြစ်ပွားယောဂပေါ့ဗျာအဲ့ဒါမျိုးဖြစ်တတ်ပါတယ်အကယ်လို့အဲ့ cell လေးတွေက100လုံးပြန်လဲမရှင်းသန်လာပဲနဲ့85ရာခိုင်နှုန်းလောက်60ရာခိုင်နှုန်းလောက်ပဲပြန်လဲရှင်းသန်လာတယ်ဆိုရင်အဲ့ဒီနေရာကိုကျွန်တော်တို့ဟာသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့အသားအရည်တွန့်လာလို့ပရီတွန့်လာလို့အိုးစားတာကျသွားတာလို့ဖြစ်ပေါ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ cell လေးအဟောင်းလေးတွေကျွေကျသွားဖို့အတွက်တန့်ရှင်းသွားဖို့အတွက်ကျွန်တော်တို့ဆောင်းတော့အပြောဆိုအဖိုးတန်တဲ့ facial foam တို့နောက်မျက်နှာတစ်တဲ့စီးအကောင်းစားတွေဝယ်ယူသုံးစွဲကြပါတကယ်တမ်းကတော့အဓိကဆိုလိုတာကကျွန်တော်တို့အရည်ပြားပေါ်မှာရှိတဲ့ဒီ cell အဟောင်းတွေတန့်ရှင်းရေးလုပ်ဖို့ပဲဖြစ်ပါတယ်ဒီတော့တင့်တဲ့အပြင်းသားမဟုတ်တဲ့စက်ပြမျိုးလေးတွေနဲ့မျက်နှာတစ်လည်းရပါတယ်ကျွန်တော်ကိုရီးယားနိုင်ငံကိုအကြိမ်ကြိမ်များစွာရောက်ဖူးပါတယ်ကိုရီးယားလူမျိုးတွေရဲ့အသားအရည်ကိုကြည့်ရင်တချို့တို့ကဘာပေါ်မှာရှိတဲ့လူတွေရဲ့အသားအရည်နဲ့လုံးဝမတူပါဘူးကျွန်တော်နိုင်ငံတော်တော်များများလေးရောက်ဖူးပါတယ်ကဘာနေရာတော်တော်များများအလုပ်ကိစ္စတစ်ခုနဲ့အလုပ်ကိစ္စအတွက်နဲ့ပေါ့နော်ကျွန်တော်နိုင်ငံတွေအများကြီးရောက်ဖူးပါတယ်တရုတ်လူမျိုးတွေလည်းတွေ့ဖူးပါတယ်ဂျပန်လူမျိုးတွေလည်းတွေ့ပါသူတို့ရဲ့ဖြူတဲ့အကြောင်းနဲ့ကိုရီးယားလူမျိုးတွေရဲ့အကြောင်းနဲ့မတူပါဘူးကိုရီးယားလူမျိုးတွေရဲ့အကြောင်းဟာဝါပြီးတော့အလွန်ပဲတောက်ပပါတယ်ဘာကြောင့်လဲစဉ်းစားကြည့်တဲ့အခါကျတော့သူတို့ဟာဒီအလှကုန်ပစ္စည်းတွေသုံးစွဲတယ်ဆိုတာထက်သူတို့ဟာအသီးရွက်စားကြပါတယ်ပြီးတော့ရေလည်းတော်တော်တောက်ကြပါတယ်ကျွန်တော်သူတို့နဲ့နေတဲ့အခါမှာသူတို့ရေဟာတောက်တဲ့ပမာဏဟာကျွန်တော်တို့မြန်မာလူမျိုးတွေတောက်တဲ့ပမာဏထက်ပိုများပါတယ်ပြီးတော့ရေထွက်ပစ္စည်းဖြစ်တဲ့ပင်လယ်စာကိုစားကြပါတယ်ပင်လယ်စာအနေနဲ့သူတို့ငါးပူစားကြိုက်ကြပါတယ်ငါးပူစားကြပါတယ်အဲ့ဒီငါးမှာပါတဲ့ကျွန်တော်တို့အခုမျိုးသမီးတွေဈေးကြီးပေးဖို့တုံနေကြတဲ့ collagen အဲ့ဒီ collagen ဟာငါးတွေထဲမှာပါပါတယ်အဲ့တော့အဲ့ငါးတွေစားတဲ့ကြောင့်သူတို့ရဲ့ collagen ဓာတ်ဟာအလိုလိုရရှိပြီးသားဖြစ်နေပါတယ်ရေတောက်တဲ့အတွက်ကြောင့်လည်းခန္ဓာကိုယ်မှာရေဓာတ်ကျွန်တော်တို့မျိုးသမီးတွေညဘက်အိတ်ရင်လိမ့်တတ်တဲ့ moisturizer ရေဓာတ်အဲ့ဒါဟာတက်တက်ကြီးတွဲသုံးနေတယ်မလို့ပါဘူးကျွန်တော်တို့ရေကိုတစ်နေ့ကို2လီတာခွဲလောက်ရေတံဘူးနဲ့ဆို1လီတာခွဲ3လီတာလောက်ပေါ့နော်တစ်နေ့ကိုပုံမှန်တောက်ပြရအောင်ရေငတ်တဲ့အချိန်မှထတောက်တယ်ဆိုရင်ခန္ဓာကိုယ်ကရေလိုနေလို့တောင်းတာပါအဲ့ဒီအချိန်ညရင်လိုအပ်တဲ့နေရာအတွက်လောက်ပဲရေဟာရရှိသွားတာဖြစ်ပါတယ်ရေငတ်ပြေသွားရုံလောက်ပဲရရှိပါတယ်အဲ့တော့အချိန်နဲ့ရေတောက်ရပါတယ်မနေ့ဆိုရင်ရေခွက်မိုက်ခွက်နဲ့တစ်ခွက်များများတောက်ခြင်းအပြင်ကိုယ်ခန္ဓာကိုယ်ဟာရေဓာတ်ရရှိသွားပါတယ်မော်ချယ်လာဇာတွေလိမ့်နေတယ်မလိုပါဘူးကြာလာရင်1လ2လလောက်ဆိုရင်ကိုကအလိုလိုအရေပြားတွေဟာဆိုပြီးတော့တောက်ပါလာတာမျိုးတွေ့ရပါလိမ့်မယ်ပြီးတော့
ကျွန်တော်တို့လူမျိုးတွေအကြောင်းကျွန်တော်တို့လူတွေအကြောင်းကိုပြောပြချင်ပါတယ်ကျွန်တော်တို့လူတွေဟာအသားစားတဲ့တရားမျိုးမဟုတ်ပါဘူးကဘာဦးခေတ်အခါကကျွန်တော်တို့လူတွေဟာမြောက်တွေလိုပဲအသီးအရွက်တွေစားကြတဲ့တရားတွေဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသားစားတဲ့တရားတွေဟာအစွဲပါပါတယ်ကြားတွေခွေးတွေခြေသေးတွေလို့ပေါ့ဗျာသူတို့ကအသားစားတဲ့တရားတွေပါအဲ့ဒီအသားစားတဲ့တရားတွေမှာအစွဲပါပါတယ်ကျွန်တော်တို့လူတွေဟာအစွဲမပါပါဘူးဒါပေမဲ့လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကကဘာကြီးဟာပျက်စီးခဲ့ရတဲ့အတွက်တစ်တော်တွေစားစရာရိတ်ခါတွေပြတ်သွားတဲ့အခါရှိတဲ့သားငါးတွေကိုတလိဆန်တွေကိုလူတွေကစားသုံးခြင်းရစပြီးတော့မျိုးဗီဇတွေပြောင်းပြီးတော့လူတွေကသားစားတယ်အရွက်စားတယ်အစုံစားတဲ့ဘောကိုရောက်ရှိသွားတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့ဗီဇမျိုးရိုးဗီဇတဘာဝအရာကျွန်တော်တို့ကအသီးအရွက်ဟာကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်ပါတယ်အဲ့ခုလိုကုန်စည်နှုန်းတွေအရန်တက်နေတဲ့အချိန်မှာလည်းအသီးအရွက်ကြီးကကျွန်တော်တို့ကျန်းမာရေးအတွက်ကောကုန်အီကိုစီးပွားရေးအတွက်ကောကြိုက်ပါတယ်တခါတရံတော့လည်းအသားတို့ဘာလို့စားပေါ့ဗျာအမြဲတမ်းအသားစားမှထမင်းဖြစ်တာမျိုးမဟုတ်ပါဘူးသူကိုစားကျင်တယ်ဆိုရင်လည်းပင်လယ်သားဖြစ်တဲ့ငါးတွေဘာတွေစားကြလဲရပါတယ်ငါးဟာလည်းလူရဲ့ကျန်းမာရေးကိုလုံးဝအထောက်ပံ့ပြုပါတယ်ပြီးတော့ရေတောက်ခြင်းအပြင်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အညစ်အကြေးတွေတန့်စင်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာပို့ပြီးတော့ကျန်းမာပါတယ်အဲ့လိုရေကိုတစ်လောက်လောက်ဆွဲတောက်ကြည့်ပါအဲ့ဒီအခါမှာလူရဲ့အခြေခွန်ဟာလုံးဝပြောင်းလဲသွားပါလိမ့်မယ်ကျွန်တော်တို့အသားအရင်လုံးဝတောက်ပပြီးကြီးလင်းလာတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့နေဘူးတဲကိုသွားတဲ့အခါမှာလည်းကျွန်တော်တို့ UV တွေကာဖို့ဆိုပြီးတော့ sunscreen တွေလိမ့်ကြပါတယ်အမှန်ကတော့ကျွန်တော်တို့နေဘူးတဲသွားမယ်ဆိုထီးလေးဆောင်းသွားမယ်တခါတည်းကနေရမ်းပူတယ်ဆိုနေရိပ်တဲ့နေရာကိုပြောင်းရွှေ့နေထိုင်ကြမယ်ဆိုရင်အဆင်ပြေပါတယ်ရေများများတောက်ထားတယ်ဆိုရင်လည်းဒီ UV ဓာတ်အားနေပြီးတော့လည်းအသင့်တင်ကာဝယ်ပေးနိုင်ပါသေးတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့မြန်မာလူမျိုးတွေဟာတဏှာအလွန်ကြိုက်ပါတယ်တဏှာမလိမ့်နဲ့မပြောပါဘူးတချို့တွေဆိုရင်တဏှာကိုအထူကြီးမျက်နှာပေါ်မှာတင်ပြီးလိမ့်ထားကြပါတယ်အဲ့ဒါဟာတဏှာလိမ့်ရင်အေးလိုက်တာတဏှာလေးကအေးလိုက်တာလို့ပြောကြတယ်ဆိုတာအမှန်ကကျွန်တော်တို့အရေပြားပေါ်မှာရှိတဲ့ရေဓာတ်ကိုတဏှာကစုပ်ယူလို့ပါပဲတဏှာကစုပ်ယူလိုက်တဲ့အခါမှာကျွန်တော်တို့လေနဲ့ပြီးအေးလေးတိုက်လာရင်အဲ့နေရာလေးဟာအေးနေတာပါအဲ့တော့တဏှာကိုလိမ့်ညင်တဲ့ဝါသနာပါလို့လိမ့်ညင်တဲ့ကိုကြိုက်တယ်ဆိုရင်ပါလေးလိမ့်ညက်ပါအများကြီးအထူကြီးမလိမ့်ပါနဲ့ဖြစ်နိုင်ရင်ညဘက်အိတ်တဲ့အချိန်မှာလုံးဝမလိမ့်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စောစောကပြောပြသလိုအရေပြားဟာအဲ့ဒီအချိန်မှာအပေါ်မှာရှိတဲ့ cell တွေဟာကျွေကြပါတယ်တဏှာကဘလိမ့်ထားတဲ့အတွက်အဲ့နေရာမှာ cell တွေဟာကျွေကြဖို့အတွက်အခက်အခဲရှိသွားပါတယ်အဲ့တော့ညအိတ်တဲ့အချိန်မှာဒီတဏှာကိုညအိတ်တဲ့အချိန်မှာလိမ့်မအိတ်တာအကောင်းဆုံးပဲဖြစ်ပါတယ်ညအိတ်တော့မယ်ဆိုရင်ဟိုမျက်နှာသုတ်ပေါ်တီးလေးတစောက်ရေစွတ်ရေညှစ်ပလိုက်ရေညှစ်ပြီးမျက်နှာလေးပေါ်ခဏအုပ်အကြာကြီးတော့မအုပ်နဲ့ပေါ့ဗျာခဏအုပ်ပြီးသွားရင်အဲ့ဒီဟာလေးနဲ့ညင်ညင်သာသာပုတ်ပြီးသွားရင်အိတ်လို့ရပါတယ်မျက်နှာတစ်မဲ့ဆက်ပြတွေပါနေဆေးမယ်ဆိုရင်လည်းဆက်ပြနဲ့ဆေးလို့ရပါတယ်ဆေးပြီးသွားရင်အဲ့ဒါအိတ်ရပါတယ်တဏှာလိမ့်ပြီးတော့မအိတ်ရပါဘူးခင်ဗျာဒါမှသာကျွန်တော်တို့လူမျိုးတွေရဲ့အသားအရည်ဟာတိတိတာတာနဲ့ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ဘဟုတုတအနေနဲ့ကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ knowledge channel လေးကိုကြိုက်နှစ်တဲ့ဆိုရင်လူအများနဲ့စကားပြောတဲ့အခါကိုကဘဟုတုတကြော်ရတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like follow နဲ့ subscribe ပေးကြပါဦးလို့အားလုံးကြမ်းပါပြီးရန်သူမျိုး၅ပါးအန်ဒီရကကင်းဝေးကြပါစေခင်ဗျာ